မွန်ကိစ္စနဲ့ပတ်သက်လို့အောင်စပူတို့ကိုသတိပေးခဲ့ပေမဲ့ကိုယ်တိုင်ဝေဖန်ခံနေရတဲ့ဇွဲလီအောင်စပူနဲ့မွန်နေရဲ့ပြဿနာတွေကိုအစဖော်ခဲ့တဲ့အဆိုတော်ဇွဲလီကတော့ကိုမွေးတဲ့မြောက်ပြန်ချောက်တာကိုခံနေရပါတယ်အဆိုတော်ဇွဲလီက2013ခုနှစ်လောက်ကနေစလို့အနုပညာလောကရဲ့ဝင်ရောက်လာကသချင်းတွေစွန့်နေခဲ့ပေမဲ့အခုထက်ထိတော့ဖြစ်ဖြစ်မြောက်မအောင်မြင်ခဲ့သေးပါဘူးရှင်ဒါကြောင့်အဆိုတော်ဇွဲလီကအောင်စပူအပေါ်မိခိုပြီးအထမ်းရှင်းရှာတယ်စင်ဖြူတော်မိပြီးကြံဆုပ်တယ်လို့ထင်မြင်လာကြတယ်ရှင်အဆိုတော်ဇွဲလီကမွန်တိုင်းသားတယောက်ဖြစ်တာမလို့မွန်လူမျိုးတွေကိုတက်လိုင်းဆိုပြီးပြက်လုံးထုတ်တာကိုလက်မခံနိုင်ပါဘူးနော်ဒါကြောင့်အောင်စပူကိုအေးအေးယူမယ်ဆိုကစတင်လှုပ်ရှားလာခဲ့ပါတယ်အစပိုင်းမှာတော့ဇွဲလီရဲ့လှုပ်ဆောင်မှုကိုမွန်လူမျိုးနဲ့အဖွဲ့အစည်းတွေအားလုံးကလက်ခံပြီးအောင်စပူကိုဝေဖန်ခဲ့ကြတာပါဒါပေမဲ့အောင်စပူနဲ့လူရှင်တော်တွေကပြန်တောင်းပန်ပြီးတဲ့နောက်မှာပြည်သက်တချို့ကစိတ်လျှော့သွားပါတယ်ရှင်မွန်လူမျိုးတချို့တောင်စိတ်လျှော့ပြီးခွင့်လွှတ်ပေးကြတာပါအောင်စပူကလည်းတောင်းပန်နေပြီမလို့ခွင့်လွှတ်ပေးတဲ့နေဆိုကထောက်ပြနေကြသလိုဇွဲလီဘက်ကတော့အမြင်ဆောင်သွားကြသေးရဲ့ရှင်ဇွဲလီကသူ့ကိုလူသိများစေခြင်းလို့အောင်စပူကိုခုတုံးလုပ်ပြီးအထမ်းရှင်းရှာတာလားဒါမှမဟုတ်ဇက်အဖွဲ့တစ်ခုလုံးကိုပျက်စီးစေခြင်းလားစားတဲ့မိကွန်းတွေထုတ်ခဲ့ကြတာပါဇွဲလီထက်အောင်စပူကိုပို့ပြီးအားပေးကြတာကြောင့်ဇွဲလီကတော့တဖြည်းဖြည်းနဲ့ပြန်ပလိန်ခံလာရပါတယ်ကိုပြဿနာကကိုကိုပြန်ရှုပ်တယ်လို့ဖြစ်သွားခဲ့ရတာပါတချို့ကတော့ခုထက်ထိဇွဲလီဘက်ကနေရက်တီပေးကြပေမဲ့အမျိုးမျိုးဝေဖန်မှုတွေတော့ရှိနေခဲ့ပါတယ်ပရိသတ်တို့ရောမွန်ကိစ္စနဲ့ပတ်သက်ပြီးဇွဲလီရဲ့လှုပ်ဆောင်မှုအပေါ်ဘယ်လိုထင်မြင်မိလဲဆိုတာပြပြခဲ့အောင်နော်